ဆိုချောက်ဆိုတီရတဲ့ပြင် Netflix မှာပြသခွင့်ရတဲ့မြန်မာနိုင်ငံပထမဆုံးရုပ်ရှင်မှာပါဝင်ခွင့်ရခဲ့ဝမုံရွှေရဲ့ဘဝမှတ်တိုင်တစ်ခုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာရုပ်ရှင်လောကမှာ Netflix မှာပြသခွင့်ရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။အဆိုပါဇာတ်ကတော့လိပ်ပြဆိုင်ဆိုတဲ့ဟော်ရာဇာတ်ကားကြီးဖြစ်ပါတယ်။ဒီလိုမျိုးမြန်မာနိုင်ငံကနေနိုင်ငံတကာထိအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားမှာဝမုံရွှေကဆက်ဆောင်နေရာကနေပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဝမုံရွှေဟာလိပ်ပြဆိုင်ဇာတ်ကားကြီးနဲ့အကယ်ဒမီဆုမရခဲ့ပေမဲ့နိုင်ငံတကာမှာတော့အတော်လေးကိုအောင်မြင်တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်တာကြောင့်လိပ်ပြဆိုင်ကဝမုံရွှေရဲ့အတွက်တော့အောင်မြင်မှုတစ်ခုစိုက်ထူထားနိုင်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။လိပ်ပြဆိုင်ဇာတ်ကားရဲ့ထူးခြားချက်ကလိပ်ပြဆိုင်ဇာတ်ကားကိုမြန်မာလူမျိုးဒါရိုက်တာကရိုက်ကူးထားတာမဟုတ်ပဲထိုင်းလူမျိုးဒါရိုက်တာကရိုက်ကူးထားတာဖြစ်ပါတယ်။ဒါကြောင့်လည်းလိပ်ပြဆိုင်ဇာတ်ကားကတခြားသောနာမည်ကြီးဇာတ်ကားတွေနဲ့ကွဲလွဲနေတာဖြစ်ပါတယ်။လိပ်ပြဆိုင်ကိုရိုက်ကူးထားတဲ့ထိုင်းဒါရိုက်တာချန်ချန် Twilight ဖြစ်ပါတယ်။အဆိုပါဒါရိုက်တာကဆန်းဆန်းခန့်လန်ရိုက်ကူးခဲ့တဲ့ From Bangkok to Manly ကိုလည်းရိုက်ခဲ့တာဖြစ်ပါတယ်။ Twilight ဒါရိုက်တာချန်ချန် Twilight The Only One ဆိုပြီးတော့လိပ်ပြဆိုင်ဇာတ်ညွှန်းကိုမြန်မာလူငယ်စာရေးဆရာတွေဖြစ်တဲ့နော်ခင်မြတ်မွန်မြေမိုးဟန်တို့ကပေါင်းစပ်ရေးသားခဲ့တာပါ။လိပ်ပြဆိုင်ဇာတ်ကားကြီးမှာတော့ဝမုံရွှေကအဓိကဆက်ဆောင်ဖြစ်ပါဝင်ပြီးတော့နိုင်နဲ့ဒေါင်တို့ကအဓိကပါဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒါပြင်ကလေးတရုပ်ဆောင်ဖြစ်ကပါဝင်တရုပ်ဆောင်ထားပါတယ်။ဇလန်ချင်းကတော့ဝမုံရွှေနဲ့နိုင်တို့ကသမီးလေးနဲ့အတူနေအိမ်အတက်ကိုပြောင်းလာရမှာ LGBT ဓာတ်ပုံဆရာဒေါင်တို့ရဲ့အိမ်ဟောင်းကိုရောက်ရှိခဲ့ပြီးတော့မကြုံမလွတ်နိုင်တဲ့ဒေါင်ရဲ့6လမ်းမှုတွေကသမီးလေးပေါ်မှာထားတဲ့တန်ရောစင်တွေမိခင်မြတ်တာနေရာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်လည်းလိပ်ပြဆိုင်ဇာတ်ကားကမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတွေမှာဝက်ကွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒီကားကိုလည်းဝမုံရွှေကခက်နဲ့ရိုက်ကူးခဲ့တာဖြစ်ပါတယ်။လိပ်ပြဆိုင်ကမြန်မာနိုင်ငံမှာအကယ်ဒမီဆုမရခဲ့ပေမဲ့လိပ်ပြဆိုင်ဇာတ်ကတော့2019အာဆီယံအကယ်ဒမီ Creative Award မှာဆု6ဆုကိုဆုခိုနိုင်ခဲ့ပါတယ်။လိပ်ပြဆိုင်ရုပ်ရှင်ဇာတ်ကားကအကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအကောင်းဆုံးဒါရိုက်တာဆုနဲ့အကောင်းဆုံးအမျိုးသမီးဆက်ဆောင်ဆုဖြင့်ဝမုံရွှေကရရှိခဲ့တာဖြစ်ပါတယ်။ဒါပြင်ကလေးတရုပ်ဆောင်ဆုဖြစ်ကင်မရာဆုကတော့ထိုင်းကင်မရာမန်နဲ့အကောင်းဆုံးနောက်ခံတေးဂီတဆုကိုမြန်မာနိုင်ငံကဆိုတော့ခင်မွန်ပချေကရရှိခဲ့တာဖြစ်ပါတယ်။လိပ်ပြဆိုင်ဇာတ်ကားကြီးကနိုင်ငံတကာညွှန်ပြီး IMTV မှာတော့ဒရမာဆိုတဲ့နာမည်နဲ့ Star Rate 5.8 ထိရရှိထားတာပါ။လိပ်ပြဆိုင်ဇာတ်ကားဟာမြန်မာရုပ်ရှင်လောကမှာနိုင်ငံတကာထိထိုးဖောက်နိုင်တဲ့မြန်မာရုပ်ရှင်ဇာတ်ကားကြီးဖြစ်ခဲ့တယ်လို့ဝမုံရွှေအတွက်လည်းအောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့တာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလိပ်ပြဆိုင်ဇာတ်ကားကြီးကိုကြည့်ဖို့ကြသလားဆိုတာကိုပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာဆယ်လီနုပညာရှင်တဲ့အကြောင်းများကိုချင်းချင်းပြင်းညတင်ဆက်ပေးဦးမှာဖြစ်လို့အတူတူသောဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်